အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်။ဇလန်အစမှာတော့ပြုံးပျော်ရွှင်နေတဲ့ကောင်မလေးဘူမီကိုတွေ့ရမှာပါ။ဘူမီကကုမ္ပဏီတစ်ခုမှာဒီဇိုင်နာအနေနဲ့အလုပ်လုပ်နေသူလည်းဖြစ်ပါတယ်။ဒီလောက်ကလည်းသူ့အတွက်အဆင်ပြေနေရပါ။ရွှင်ချက်အနေနဲ့အလုပ်ပြန်နောက်ကျတက်တာလေးပဲပြောစရာရှိပါတယ်။ပျော်ပျော်နေတတ်တဲ့ဘူမီအတွက်ငယ်စဉ်ကလေးကစိတ်ညစ်စရာကိစ္စလည်းသိမရှိခဲ့ပါဘူး။ဒါပေမဲ့ဘူမီကအမေတော့မရှိတော့ပါဘူး။သူငယ်ငယ်လေးတည်းကအမေဖြစ်သူကဆုံးပါသွားခဲ့ရပါ။အဲ့ဒီချိန်ကလေးကအဖေဖြစ်သူအာရွန်ကပဲသူ့ကိုပြုစုဆောက်ရှောက်လာခဲ့ရဖြစ်ပါတယ်။အာရွန်ကိုချင်းကပ်တဲ့အမျိုးသမီးတွေရှိခဲ့ပေမဲ့သူကတော့သမီးဖြစ်သူကိုမိထွေးနဲ့မထားနိုင်ဘူးဆိုပြီးစင်ကယ်ဖာသားလုပ်ခဲ့ရပါ။နောက်ပြီးဘူမိကိုလည်းလိုလေသေးမရှိဖြည့်ဆည်းခဲ့ရဖြစ်ပါတယ်။အာရွန်ကမြို့ထဲမှာရှူးဖနက်ဆန်ဖွင့်ထားပြီးဖောက်တယ်တွေလည်းအများကြီးရှိနေခဲ့ရပါ။ပြောရရင်သူတို့မိသားစုကငွေကြီးပူပန်စရာမလိုတဲ့လူလက်တန်းစားမိသားစုလေးလည်းဖြစ်ပါတယ်။အာရွန်ရဲ့အားနည်းချက်ကိုရှာကြံပြောရရင်တော့အရက်ကြိုက်တတ်တာပါပဲ။သမီးဖြစ်သူကိုတယောက်တည်းထားခဲ့ရတာစိတ်မချတဲ့အတွက်အာရွန်ကအိမ်မှာပဲအရက်တောက်ပါတယ်။တခါတလေကြရင်တော့အရန်ရင်းရဲ့တငယ်ချင်းတွေကိုအိမ်ခေါ်ပြီးအတူတောက်တတ်ကြတာပါ။အမြဲတမ်းလာတောက်တတ်တာတော့အာရွန်ရဲ့တငယ်ချင်းတက်ပါပဲ။ပြောရရင်ဘူမိကလည်းတက်ရဲ့ထိန်ချမှုနဲ့ကြီးပြင်းလာခဲ့ရတာပါ။အဲ့ဒါကြောင့်ဦးလေးအရင်လိုတော့ခင်မင်နေပါပြီ။ဦးလေးတက်ကလည်းဘူမိကိုအလိုလိုက်ပါတယ်။နောက်ပြီးဘူမိရဲ့ရှေ့ရင်းတွေကိုအာရွန်ထက်တောင်စဉ်းစားပြီးတတ်တာပါ။အခုလည်းအရွယ်ရောက်လာတဲ့ဘူမိကိုအိမ်နောက်ချထားဖို့ဆိုပြီးတိုင်ပင်နေပါ යි ။သူ့မိတ်ဆွေတွေကပညာတတ်တထေးသားလေးဖြစ်တဲ့ဒေါက်တာအန်ဂျီနဲ့ဆိုရင်လိုက်ဖက်မယ်ဆိုပြီးညှို့နေရပါ။ဒေါက်တာအန်ဂျီကိုအာရွန်ရောကာယကံရှင်ဘူမိကပါသဘောကျတဲ့အတွက်မင်္ဂလာအစီအစဉ်လေးလေးအကောင့်ထဲပေါ်သွားခဲ့ရပါ။ဒေါက်တာအန်ဂျီဘက်ကကြည့်ရင်လေချော်မော်ပြီးပျော်ပျော်နေတတ်တဲ့ခေတ်ပညာတတ်ကောင်မလေးဘူမိကငေးစရာတကွမ်းမှရှိမနေခဲ့ပါဘူး။နောက်ရက်မှာတော့အာရွန်လည်းရှူးဖနက်ဆိုင်ကိုသွားခဲ့ပါ යි ။အိမ်ဒီကပုံမှန်ကိစ္စအပြင်ဘူမိရဲ့မင်္ဂလာပွဲအတွက်ဖိတ်စာတွေပြင်ဆင်ရေးအလုပ်များနေကြရပါတငယ်ချင်းတက်ကလည်းသူ့ကိစ္စဝိစာတွေကိုလာကူညီပေးခဲ့ပါ යි ။နောက်ပြီးဒီနေ့ဖက်နှက်ဝယ်တဲ့သူတွေကိုမင်္ဂလာလက်ဆောင်ပြန်ပေးရဲ့အနေနဲ့10% discount ပေးနေကြရပါဘောလိဝုဒ်ထုံးစံအတိုင်းမင်္ဂလာသတင်းလာမိရဲ့သူတဝုံဝုံနဲ့အားလုံးပြုံးပျော်နေကြပါ යි ။ဖခင်ဖြစ်တဲ့အာရွန်ရဲ့စိတ်ထဲမှာလည်းတူဒီတော်သမီးလေးရဲ့နောင်ရီကိုစိတ်အေးရပြီလို့ထင်နေကြရပါတစ်ဖက်မှာတော့လာဂျူရာနောက်ကျလို့အမဖြစ်သူစီကအဆူခံရတဲ့စေကျော်သက်ကောင်လေးတယောက်ကိုတွေ့ရမှာပါသူ့နာမည်ကဂျီတူးလို့ခေါ်ပါ යි ။အထက်တန်းပြီးလို့ဆိုင်ကယ်တစ်စီးနဲ့လက်ရလုံနေသူတဦးလည်းဖြစ်နေရပါသူ့ရဲ့အမကဘူမိနဲ့လည်းတငယ်ချင်းတွေပါပဲတခါတလေကြရင်ဘူမိအလုပ်ပြန်နောက်ကျရင်ဂျီတူးကပဲသွားကြိုပေးရပါ යි ။ပြောရရင်ဘူမိနဲ့ဂျီတူးတို့လည်းငငယ်ကလေးကခင်လာတာဖြစ်လို့မောင်နှမအရင်လိုတွေတောင်ဖြစ်နေကြရပါဖနက်ဆိုင်မှာတော့အာရွန်နဲ့တက်တို့ကဆိုင်လာတဲ့အသည့်အကျွမ်းတွေကိုမင်္ဂလာဖိတ်စာတွေဝေပြီးမင်္ဂလာဆောင်ကိုဆက်လာဖို့မှာနေခဲ့ပါ යි ။ဘူမိရဲ့မင်္ဂလာပွဲသတင်းကအားလုံးကိုပျော်နေစေသလောက်ခိုးပြီးဝမ်းနေသူတဦးလည်းရှိနေရပါအဲ့ဒီသူကတော့ဘေးမှာရှိရဲ့မုတ်ချိုဆိုင်ကဘီရှောပါပဲဒီဆိုင်ကိုသူ့ဦးလေးတွေကဖွင့်ပေးထားတာဖြစ်ပါ යි ။ဘီရှောနဲ့ဘူမိတို့ကလည်းငယ်တငယ်ချင်းတွေဖြစ်နေရပါဒါပေမဲ့ဘီရှောကဘူမိကိုငငယ်ကလေးကကြိတ်ကြိုက်ခဲ့ရလဲဖြစ်ပါ යි ။ဒါပေမဲ့ဖွင့်ပြောဖို့ကလည်းဘယ်တော့မှတတိမရှိခဲ့ပါဘူးဖရန့်စုံထဲမှာပဲတာယာနေရင်ဘူမိရဲ့မင်္ဂလာသတင်းကိုကြားရချိန်မှာတော့ကြေကွဲလူသားဖြစ်နေကြရပါဒီအကြောင်းကိုဦးလေးဒေါ်လီတို့နဲ့တွေ့ရောဘီရှော့ကရင်ဖွင့်ခဲ့မိပါ යි ။ဒေါ်လီကဘူမိကိုဖွင့်ပြောကြည့်ဘူးလားလို့မေးတော့ဘီရှော့ကတခါမှမပြောဘူးခဲ့ဘူးလို့ပြန်ပြောခဲ့ရပါအဲ့ဒါကတော့ဘူမိစိတ်ဆိုးပြီးဖရန့်စုံတဲကအထုတ်ခင်ရမှာဆိုလိုပါပဲဒေါ်လီကတော့မင်္ဂလာပွဲမတိုင်ခင်တခါလောက်တွေ့ပြီးဖွင့်ပြောဖို့တိုက်တော်မှာ යි ။အဲ့ဒါမှအစင်မပြေရင်ကျန်တဲ့ကိစ္စသူတို့စီစဉ်မယ်လို့ပြောပြခဲ့ရပါဒေါ်လီကသူတို့မျိုးမှာရုပ်ရှင်ရုံဖွင့်ထားသူလည်းဖြစ်ပါ යි ။သူ့မှာတတူးစီယာညာလန်ရုံတပည့်တယောက်လည်းရှိပါ යි ။သူ့နာမည်ကတော့ဂူလန်လို့ခေါ်တာပါပြောရရင်သူတို့အတွေ့ကမြို့ထဲမှာဇိုးရီလိုတောင်ဖြစ်နေပါ යි ။လက်ရဲစက်ရဲရှိပြီးမထင်သလိုအကြမ်းဖက်တဲ့သူတွေလည်းဖြစ်နေကြတာပါအဲ့ဒါကြောင့်အတက်သွားတဲ့ဘီရှော့လေးမင်္ဂလာပွဲကိုသွားဝိုင်းကူသလိုနဲ့ဘူမိနဲ့တွေ့ရအောင်ကြိုးစားလိုက်ပါ යි ။ပြီးတော့သူ့ရင်ထဲကအချစ်စစ်တွေကိုဖွင့်ချပြခဲ့ရပါဒါပေမဲ့ဘူမိကတော့သူ့ကိုတငယ်ချင်းလိုပဲသဘောထားကြောင်းပြောပြီးညှင်းခဲ့လိုက်ပါ යි ။ပြီးတော့သူ့မျက်စိရှိကထွက်သွားဖို့ပြောခဲ့လိုက်တာပါဒီချိန်မှာဘီရှော့ကဘူမိရဲ့လက်ကိုဆွဲဖို့ကြိုးစားလိုက်ပါ යි ။အကျိုးဆက်အနေနဲ့ပါချခံလိုက်ရတာပါဒီချိန်မှာပဲလူအများရဲ့အာရုံကသူတို့နှစ်ယောက်စီရောက်လာခဲ့ပါ යි ။ရှက်သွားရဲ့ဘီရှော့တယောက်ဘူမိကိုနာကြီးအောင်လုပ်ဖို့ဆုံးဖြတ်ချက်ချခဲ့လိုက်တာပါဘူမိကတော့ဒီကိစ္စကိုဒီလောက်နဲ့ပြီးသွားပြီလို့ပဲယူဆနေခဲ့ပါ යි ။ပြီးတော့မင်္ဂလာပွဲအတွက်ပြင်ဆင်စရာရှိရာတွေဆက်ပြင်ဆင်နေကြရပါညနေခင်းမှာတော့အပြင်သွားစရာရှိလို့ခင်မောလာအန်ဂျီကိုဖုန်းဆက်ပြီးလမ်းခေါ်ခဲ့ပါ යි ။ဒါပေမဲ့အန်ဂျီကလည်းမင်္ဂလာပွဲအတွက်စီစဉ်ရေးအလုံးရှုံနေလို့လိုက်မပို့နိုင်ခဲ့ပါဘူး
အဲ့ဒါကြောင့်ဘူမိလည်းဂျီတူးကိုစိုက်ကယ်နဲ့လိုက်ပို့ခိုင်းခဲ့ရတာပါလန်တဝက်အရောက်မှာတော့ဂျီတူးတယောက်အပေါ့သွားကျင်လာပါ၏အဲ့ဒါကြောင့်ဆိုင်ကယ်ခဏရပ်ပြီးဘူမိနဲ့ခဝေးဝေးကိုသွားကအပေါ့စွန့်နေခဲ့ရပါဆိုင်ကယ်စီကိုပြန်လာတော့ဘူမိကိုမတွေ့တော့ပါဘူးဒီချိန်မှာဘီရှော့ဒေါ်လီနဲ့ဂူလန်တို့ကဘူမိကိုမေးစေးအုပ်ပြီးရုပ်ရှင်ရုံနဲ့ခေါ်သွားခဲ့ရပါပြီးတော့မြန်မာကားရိတ်ကလိုပန်းအိုးကြခွဲတဲ့အခန်းတမင်ကိုကြားဆွဲတဲ့ဇက်ဝင်ကန်တွေဖြစ်သွားခဲ့ပါဘူမိရဲ့ပန်းအိုးကတော့3ခါတောင်ကြာသွားခဲ့ရပါနောက်တော့ဘူမိကိုဒီတိုင်းစွန့်ပစ်ထားခဲ့ကြပါတတိပြန်ရလာတဲ့ဘူမိတယောက်မမှန်တော့တဲ့သူ့အခြေအနေကိုရှိမိခဲ့ပြီးဝမ်းနေကအိမ်ပြန်လာခဲ့ရတာပါဘူမိရဲ့အခြေအနေကိုဦးလေးတက်ရှက်ဇနီးတဲ့ကရှိမိခဲ့ပါဒါပေမဲ့ဒီအကြောင်းကိုထုတ်ပြောလိုက်ရင်မင်္ဂလာပွဲပြတ်သွားမှစိုးရင်တဲ့အပြင်အကြီးအကျယ်တွေဖြစ်မှစိုးရင်တို့နှုတ်ဝက်ထားဖို့ပြောခဲ့လိုက်တာပါဘူမိလည်းဒေါ်လီရဲ့စကားကြောင့်ဟန်မပြတ်နေရင်မင်္ဂလာပွဲကိုဆက်ဆင်နွှဲခဲ့ကြပါဒါပေမဲ့ဘူမိရဲ့စိတ်ထဲမှာတော့လက်ပြမလုံးမှုဖြစ်နေခဲ့ရပါဒီစိတ်ကြီးနဲ့တစ်သက်လုံးနေသွားရင်အစင်မပြေလို့ခင်မွန်းတဲ့အန်ဂျေကိုဖွင့်ပြောခဲ့လိုက်ပါသူစိတ်ထဲမှာတော့အန်ဂျေတရားသူ့ကိုဖေးမာပေးပြီးတရားမျှတမှုရှာပေးမယ်လို့မျှော်လင့်နေကြရပါဒါပေမဲ့အန်ဂျေကဒီကိစ္စကိုတိချင်းမင်္ဂလာပွဲကိုဖျက်ခဲ့လိုက်ပါဒီကိစ္စကြောင့်အာရွန်လည်းစိတ်ဆင်းရဲနေကြရတာပါအကြောင်းစုံသိသွားတော့အာရွန်နဲ့တက်တို့လည်းရဲစခန်းကိုသွားပြီးတိုင်ချက်ဖွင့်ခဲ့ပါဒါပေမဲ့တာဝန်ကျရဲတွေကသူတို့အမှုအစား TV ကလာတဲ့အားကစားပွဲကိုပဲအာယုံစိုက်နေလို့အာယုံလည်းစိတ်ဆိုးသွားခဲ့ရပါအဲ့ဒါကြောင့်ရဲတွေကြည့်နေတဲ့ TV ကိုပောက်ခွဲပြီးတောင်းကျမ်းခဲ့ပါအဲဒီတော့မှရဲတွေလည်းသူတို့ကိုအေးအေးတူလောက်ပြီးအမှုလက်ခံဖွင့်ပေးခဲ့ရပါအာရွန်ကတော့ TV ဖို့လျှော်ခဲ့ရပါအမှုဖွင့်ပြီးအိမ်ပြန်ရောက်ချိန်မှာတော့ဘူမိကိုမတွေ့ရတော့ပါဘူးနေရအနှံ့လိုက်ရှာကြည့်ရောလေဘယ်မှရှာမရအောင်ဖြစ်နေခဲ့ရပါဒီချိန်မှာဒေါ်လီတို့3ယောက်ကအိမ်ထဲကိုဝင်ပြီးဘူမိကိုဖမ်းခေါ်သွားတာဖြစ်ပါတယ်သူတို့ရဲ့လျှို့ဝှက်ချက်တွေကိုဖော်မှဆိုလို့ရှင်းဖို့ခေါ်သွားတာပါမြို့ပြင်ကလူရှင်းတဲ့တရားတစ်ခုအရောက်မှာတော့ဘူမိကိုတရားအစွန်းမှာရက်ခိုင်းပြီးစပင်ကိုဆွဲထားခဲ့ပါတယ်ဒေါ်လီကစပင်ကိုဓာတ်နဲ့ဖြတ်ချလိုက်ချိန်မှာတော့ဘူမိလည်းရေထဲကိုကျသွားခဲ့ရပါဒါပေမဲ့ဘူမိတယောက်တိကဲမရောက်ခဲ့ပါဘူးရေထဲမြုပ်လာတဲ့ဘူမိကိုလူတချို့တွေ့ပြီးဈေးရုံတင်ပေးခဲ့ပါတယ်အဲ့ဒါကြောင့်အာရွန်လည်းဈေးရုံကိုလိုက်သွားပြီးသမီးဖြစ်သူတက်တာလာအောင်အကုန်စီစဉ်ခဲ့ရတာပါဘူမိတတိပြန်ရလာချိန်မှာတော့အကြောင်းစုံကိုထပ်တီးခဲ့ရပြီးရာဇဝတ်သားတွေကိုအရေးယူဖို့ဆုံးဖြတ်ခဲ့ပါတယ်လူရင်းပြောရရင်တော့ဘီရှော့ဒေါ်လီနဲ့ဂူလန်တို့လည်းတရက်ခွင်ကိုရောက်လာခဲ့ရပါဒေါ်လီကငွေရှိရဲ့သူပြီးရှေ့နေကောင်းကောင်းငှားပြီးအမှုကလွတ်အောင်ကြိုးစားခဲ့ပါတယ်ခက်တာကဘူမိတယောက်ဒီလူတွေကိုတန်တရားရှိအောင်ဖြစ်ပြီးတိတိကျကျမပြောနိုင်ခဲ့ပါဘူးအဲ့ဒီအချိန်တုန်းကမေစည်းအချိန်တွေနဲ့အိမ်မက်လိုတကယ်လိုဖြစ်နေခဲ့လို့ပါပဲနောက်ပြီးတစ်ဖက်ရှိနေတဲ့မိကွန်းတွေကဘူမိအတွက်ရင်းနှီးသူကိုဝါကူထိုးသလိုဖြစ်နေခဲ့ရပါဒါတွေကိုမြင်တော့အာရွန်လည်းမခံစားနိုင်တော့ပါဘူးဒီမှုမှာနိုင်ခဲ့ရင်တော့ရှိနေတဲ့စကားတွေကြောင့်သမီးဖြစ်သူစိတ်ဒဏ်ရာရသွားမှကိုယ်တော်စိုးရိမ်နေခဲ့ပါနောက်ပြီးမရိမှုကတစ်ဖက်ရှိနေရက်ဆက်တက်ရင်ရက်ဆက်တက်သလောက်ကာယကံရှင်ကိုအဆက်ရစီရဲ့ကိစ္စတွေအများကြီးရှိနေရဖြစ်ပါတယ်အဲ့ဒါကြောင့်ပဲသမီးဖြစ်သူခံစားနေရတာကိုမကြည့်ရတာနဲ့တရားရုံးကိုတောင်းပန်စကားပြောပြီးအမှုပိတ်သိမ်းဖို့ရှောက်လဲချက်တင်ခဲ့လိုက်တာပါပြီးတော့သူတို့နှစ်ယောက်အိမ်ကိုပဲပြန်လာခဲ့ပါတယ်သမီးဖြစ်သူရထားတဲ့စိတ်တရားတွေကိုနီလန်းမျိုးစုံနဲ့ကုစားပေးပြီးဘဝသစ်စနိုင်ဖို့လဲစူးစမ်းနေခဲ့ရပါဘူမိတယောက်နည်းနည်းတည်ငြိမ်လာတဲ့အချိန်မှာပဲပုံရင်းကျင်ကစဖောက်လာခဲ့ပါတယ်တကယ်တော့ဘူမိရဲ့အဖြစ်ကိုအမျိုးသမီးအများစုကကိုချင်းစာနေကြတာပါနောက်ပြီးသူတို့စီမှာဒီလိုကိစ္စရှိတိုင်းတရားဥပဒေအတိုင်းဆောင်ရွက်ရင်နင့်နာသူကပိုအဆက်ခွဲရတာတွေရှိနေလို့ရဲတွေကိုလည်းအာမရဖြစ်နေခဲ့တာပါဒါပေမဲ့ပတ်ဝန်းကျင်ထဲမှာအယူသည့်ကိုကောင်းဆန်တဲ့ရှေးရိုးဆွဲတချို့လည်းရှိနေကြတာဖြစ်ပါတယ်သူတို့ကနင့်နာသူမိန်းကလေးတွေပတ်ဝန်းကျင်မှာရှိနေရင်ရက်ကွက်နာတယ်ဖင်နာတယ်ခေါင်းနာတယ်စသဖြင့်မျိုးစုံသမုတ်နေကြတာပါတချို့ကလည်းဘူမိကိုရက်ကွက်တွေကထပ်သွားဆိုပြီးနေရာမှာစာရီရေးပြီးဆန္ဒပြခဲ့ကြတာပါဒီဖြစ်ပျက်တွေကိုတွေ့ရောအာရွန်လည်းပောက်ကွဲသွားခဲ့ပါပြီလက်သေးဘသူလဲမေးကြည့်ရောလဲဘသူကမှထွက်မလာကြပါဘူးအဲ့ဒါကြောင့်အာရွန်လည်းလမ်းပေါ်ရှိတဲ့ပစ္စည်းတွေကိုရိုက်ခွဲပြီးတောင်းတခဲ့ရတာပါအဲဒီတော့မှပတ်ဝန်းကျင်လည်းနည်းနည်းအချိုးပြေသွားပါနောက်ရက်မှာတော့ဘူမိရဲ့အိမ်ကိုအမျိုးသမီးတချို့ကညှိုးငယ်တဲ့မျက်နှာတွေနဲ့ရှောက်လာခဲ့ကြတာပါသူတို့ကတော့ဂျီတူရဲ့အမဘီရှော့ရဲ့အမေဒေါ်လီရဲ့ဇနီးနဲ့ဂူလန်ရဲ့သမီးတို့ပါပဲသူတို့ကအရင်ဆုံးဘူမိကိုတောင်းပန်စကားပြောခဲ့ပါပြီးတော့ဂျီတူရဲ့ဖုန်းကိုသူ့အမကပြီးကလိုက်တာပါဒီဖုန်းထဲမှာတော့ဘူမိအပေါ်ကျူးလွန်တဲ့ကိစ္စတွေကိုဂျီတူကဗီဒီယိုရိုက်ထားခဲ့တာဖြစ်ပါတယ်နောက်ပြီးကျူးလွန်မှုထဲမှာသူကိုယ်တိုင်လည်းပါနေခဲ့တာပါအမျိုးသမီးတစုကတော့ဒီကိစ္စကိုဘူမိဆက်ပြီးဖြေရှင်းနိုင်အောင်တက်သေးတွေကပြီးနေခဲ့တာဖြစ်ပါတယ်နောက်ပြီးအကျိုးဆက်အနေနဲ့ဘာပဲဖြစ်ဖြစ်သူတို့တွေဘူမိဘက်ကရက်တည်ပေးမယ်လို့ကတိပေးခဲ့ကြတာပါ
ဒါပေမဲ့အာရွန်ကတော့တရားရုံးကိုတခါထပ်မသွားကျင်တော့ပါဘူး။သမီးပေါ်ကျူးလွန်ခဲ့သူတွေကိုသိရချိန်မှာတော့သူ့နီးသူ့ဟန်နဲ့ပဲလက်စားချေဖို့ဆုံးဖြတ်လိုက်ပါ။အရေးဆုံးအလဲကျတဲ့သူကတော့ဂျီတူးပဲဖြစ်ပါ။ဂျီတူးကိုဖမ်းဆီးရတာကလွယ်ပါ။အာရွန်နဲ့တက်ရှ်တို့ကဂျီတူးကိုဖမ်းပြီးကျူးလွန်ခဲ့သမျှကိုစစ်ဆေးနေခဲ့ရပါ။ဂျီတူးကဘူးခံငင်းနေခဲ့ပေမဲ့ရှာထားတဲ့တပ်တွေထုတ်ပြလိုက်ချိန်မှာတော့မငင်းနိုင်တော့ပါဘူး။အဲဒါကြောင့်သူ့အမားကိုခွင့်လွှတ်ပေးဖို့ငိုယိုတောင်းပန်နေခဲ့ရပါ။အာရွန်ကတော့ဂျီတူးကိုချက်ချင်းတပ်ဖြစ်ဖို့ရည်ရွယ်ချက်မရှိနေပါဘူး။ဘာဖြစ်လို့လဲဆိုရင်18နှစ်မပြည့်သေးလို့ပါပဲ။အဲဒါကြောင့်ဂျီတူးကိုမိန်းကလေးတယောက်လိုပြင်ဆင်ပေးပြီးနေတိုင်းစိတ်ဒုက္ခပေးပါ။နောက်ပြီး18နှစ်ပြည့်အသက်ခံရမှာဖြစ်ကြောင်းပြောခဲ့လိုက်တာပါ။အဲဒါကြောင့်ဂျီတူးတယောက်18နှစ်ပြည့်မဲ့နေ့ကိုကြောင်းလန့်တကြားနဲ့စောင့်နေခဲ့ရပါ။ဒါပေမဲ့ဒီလိုစောင့်နေရတာကသူ့ကိုပိုထိတ်လန့်စေခဲ့ရပါ။အဲဒါကြောင့်ပဲဂျီတူးတယောက်သူ့ကိုယ်သူတတ်သိမိခဲ့လိုက်ပါ။နောက်ရက်မှာတော့ရဲတွေလည်းဂျီတူးအလောက်ကိုတွေ့ပြီးတေမှုတေကင်းစုံစမ်းကြပါ။မိဘတွေကတော့သူ့အလောင်းကိုဖတ်ပြီးငိုကြွေးနေကြတာပါ။ဘေးမှာလည်းသူ့ကိုယ်သူတတ်သေးကြောင်းရေးထားတဲ့စာတစ်စောင်လည်းရှိနေခဲ့ပါ။ရဲတယောက်ကဒီစာကိုအမဖြစ်သူစီကမ်းပေးခဲ့ရပါ။ဂျီတူးရဲ့အမကတော့မောင်ဖြစ်သူသေဆုံးမှုကိုအေးစတဲ့မျက်နှာနဲ့ပဲတုံ့ပြန်ခဲ့ပါ။အာရွန်ရဲ့နောက်ထပ်ပြစ်မှတ်ကတော့ဘီရှော့ပါပဲ။ဒါပေမဲ့အာရွန်ကဘီရှော့ကိုလည်းချက်ချင်းမသက်ချင်သေးပါဘူး။အဲဒါကြောင့်ဘီရှော့သွားတဲ့နောက်ကိုလိုက်ပြီးစူးစူးဝါးဝါစိုက်ကြည့်နေခဲ့ရပါ။လိပ်ပြမလုံးဖြစ်နေတဲ့ဘီရှော့လည်းအာရွန်ကိုမြင်တိုင်းထိတ်လန့်နေခဲ့ရပါ။ဒီလိုလက်နေတဲ့ဘီရှော့ကြည့်ရင်အာရွန်လည်းစိတ်ကျေနပ်သွားပြီးစိတ်ပြောင်းသွားခဲ့ရပါ။အဲဒါကြောင့်ဘီရှော့ကိုပြဿနာမရှာတော့ပဲတတူးစရာဂူလန်စီသွားပြီးရန်ရှာနေခဲ့ပါ။အာရွန်ကဂူလန်ကိုလက်ဦးမှုယူခဲ့ပြီးနှစ်ဖူးမှာမရင်းကောင်လို့တတူးထိုးခဲ့လိုက်ပါ။နောက်ပြီးဂူလန်ကိုဘာမှဆက်မလုပ်တော့ပဲထားခဲ့လိုက်တာပါ။ဒီကိစ္စကိုဒေါ်လီတီရောသူ့စီမြဦးလှည့်လာမှကိုရှိတ်မိနေပါ။အဲဒါကြောင့်အာရွန်ကိုလက်ဦးမှုယူဖို့အကြံထုတ်နေခဲ့တာပါ။တရက်မှာအာရွန်လည်းအပြင်ကနေအိမ်ပြန်သွားနေရောသူ့ကိုစောင့်နေတဲ့ရဲအရာရှိနဲ့တွေ့သွားပါ။ရဲအရာရှိကဂျီတူးတေဆုံးရာနေရာမှာတွေ့ခဲ့တဲ့အာရွန်ရဲ့ကီချင်းလေးကိုပြန်ပေးခဲ့တာပါ။ပြီးတော့လှုပ်ရှားရှင်နဲ့လက်စာလက်နမကြံအောင်ပြပြရီရီလှုပ်ဖို့သတိပေးနေခဲ့ပါ။ဘူမီရဲ့ကိစ္စမှာတရက်ခံတွေကဘီရှော့ဒေါ်လီဂူလန်နဲ့ဂျီတူးတို့ဆိုတာရဲတွေလည်းသိနေကြတာပါ။ဒါပေမဲ့သူတို့လူမှုပတ်ဝန်းကျင်ရဲ့အနေအထားအရဒီကိစ္စတွေကိုသိပေမဲ့အရေးယူလို့မရတာတွေလည်းရှိနေတာဖြစ်ပါ။အဲဒါကြောင့်အာရွန်ဒီလိုလုပ်တဲ့ကိစ္စမှာသူတို့ကောင်းပေါ်ရှောက်မလာအောင်ကြိုသတိပေးနေခဲ့ရပါ။တရက်မှာတော့ဂူလန်ကလက်ဦးအောင်ဆိုပြီးအာရွန်ရဲ့အိမ်ကိုလာတောင်းကြမှာ။ဒါပေမဲ့အိမ်မှာတရားမှမရှိတဲ့အချိန်မှာတော့ရန်ကားပြီးပစ္စည်းတွေကိုဖျက်ဆီးနေခဲ့ရပါ။ပြီးတော့လှုပ်ချင်ရလှုပ်ပြီးထွက်ပြေးဖို့ပြင်နေခဲ့ပါ။ဒီချိန်မှာတက်ရောက်လာပြီးဂူလန်ကိုဖမ်းထားဖို့ကြိုးစားနေခဲ့ရပါ။ဒါပေမဲ့ဂူလန်ကသုံးပိတ်ဆိုင်ကဲပေါ်တက်ပြီးထွက်ပြေးသွားပါ။တက်လိုက်လာချိန်မှာတော့သူ့ကိုလည်းတရွတ်တိုက်ဆွဲသွားခဲ့ရပါ။အဲဒါကြောင့်တက်လည်းဓာတ်တိုင်နဲ့တိုက်မိပြီးအသက်ဆုံးပါသွားခဲ့ရပါ။ဒီချိန်မှာတော့အာရွန်လည်းဒူးစရိုက်ကောင်တွေကိုမြန်မြန်ရှင်းပစ်ဖို့ဆုံးဖြတ်ခဲ့လိုက်တာပါ။ဂူလန်ကိုသွားရင်ဆိုင်ပြီးယထာလမ်းပေါ်မှာပစ်ထားခဲ့လိုက်ပါ။ရဲတွေကလည်းအခြေအနေကိုသိပေမဲ့ဂူလန်ရဲ့အမှုကိုမတော်တဆဖြစ်မှုလို့ပဲနာမည်တက်ခဲ့ရပါ။ဂူလန်ရဲ့ဇနီးတဲ့ကလည်းဒီကိစ္စအမှုမဖွင့်ခဲ့ပါဘူး။ဒီချိန်မှာဘီရှော့ကတော့အဝေးပြေးကားတစ်စီးနဲ့ထွက်ပြေးဖို့ကြိုးစားခဲ့ပါ။ဒါပေမဲ့အာရွန်ကအဝေးပြေးကားကိုတားလိုက်ပြီးခီးသည်တွေရောဒရိုက်ဘာတွေကိုပါအောက်ဆင်းခိုင်းလိုက်ပါ။ကားပေါ်မှာပုံနေတဲ့ဘီရှော့ကိုတော့ပင်နဲ့ပညာပေးပြီးဒေါ်လီတို့ရှိတဲ့နေရာကိုလမ်းညွှန်ခိုင်းခဲ့ရပါ။ပြီးတော့ဘီရှော့လမ်းညွှန်တဲ့အတိုင်းဘတ်ကားကိုကိုယ်တိုင်မောင်းသွားခဲ့ပါ။ဒါပေမဲ့ဒေါ်လီတို့ကလည်းဒါကိုကြိုတွက်ထားခဲ့ပြီးလန်တဝက်ကကြိုဆောင်နေခဲ့ရပါဒီချိန်မှာအာရွန်လည်းအသက်မဲ့နေပြီဖြစ်တဲ့ဘီရှော့ကိုကားပေါ်ကပစ်ချလိုက်ပါပြီးတော့တန်တုတ်တစ်ချောင်းကိုကင်ပြီးကားပေါ်ကဆင်းလာခဲ့ရပါနောက်မှာတော့ဘူမီကဓာတ်တစ်ချောင်းကင်ပြီးဆင်းလာခဲ့ပါဒါပေမဲ့ဒေါ်လီကသူ့အဖွဲ့သားတွေကိုပါခေါ်ထားခဲ့ရပါအာရွန်ကအညိုတကြီးနဲ့တိုက်ခိုက်ခဲ့ပေမဲ့ဒီချိန်မှာတော့ဘူမီကိုတစ်ဖက်ကဝိုင်းဆွဲလိုက်လို့ပဝါစလေးပြုတ်ကျခဲ့ပါဒီချိန်မှာပဲအာရွန်ကပဝါစလေးကိုကောက်ပြီးလက်မှာပတ်ခဲ့လိုက်တာပါပြီးတော့တန်ကြောင်တစ်ချောင်းနဲ့ဒေါ်လီတို့ကိုကြမ်းတမ်းတိုက်ခိုက်ခဲ့ပါဒီလိုနဲ့ဒေါ်လီရဲ့အဖွဲ့သားတွေအားလုံးမှောက်ကုန်ပြီးဒေါ်လီလည်းခြေထောက်မှာတန်ရာရသွားလို့ထော်နေထွက်ပြေးနေခဲ့ရတာပါဒီလိုပြင်းရင်ဒေါ်လီတယောက်ဖျားเจ้าတစ်ခုနာရောက်သွားပါကျောင်းဝမှာတော့ဝေပြုစုတောင်းဖို့ရောက်လာတဲ့အမျိုးသမီးတွေနဲ့ပြည့်နှက်နေရပါဒေါ်လီကအမျိုးသမီးတွေကြားတိုးဝေပြီးဖျားเจ้าနဲ့ပြေးဝင်ပုံနေခဲ့ပါဒါပေမဲ့အညိုကြီးရဲ့အာရွန်ကရအောင်လိုက်လာပြီး special ထိုးကြိတ်နေရပါဒေါ်လီလည်းရအောင်ပြင်းရင်ဖျားเจ้าအလေကရေကန်ကြီးနားမှာပိတ်မိသွားခဲ့ပါပြေးကြမရှိတော့တဲ့အတွက်ရေကန်အစွန်းမှာရက်ပြီးသူ့ကိုခွတ်လွတ်ပေးဖို့တောင်းပန်နေကြပါဒါပေမဲ့အာရွန်ကတော့သမီးဖြစ်သူခံစားရတာတွေအတွက်ထိုက်တန်တဲ့ဓာတ်လက်တစ်ခုကိုစဉ်းစားထားတာဖြစ်ပါ
အာရုံကဒေါ်လီရဲ့သပင်စတွေကိုကိုင်းထားပြီးရေကန်အစွန်းကိုတွန်းလိုက်လို့တန်းလန်းကြီးဖြစ်နေခဲ့ပါတယ်။ဒီချိန်မှာပဲနောက်ကလိုက်လာတဲ့ဘူမိကလည်းအနားကိုရောက်လာခဲ့ပါပြီ။ဘူမိကသပင်ကိုဓာတ်နဲ့ဖြတ်ချချိန်မှာပဲဒေါ်လီတယောက်ရေကန်နဲ့ကြီးတဲ့ကိုပြုတ်ကျသွားခဲ့ပါတယ်။သူတို့ရဲ့ဖြစ်ရပ်ကိုဝိပြုတ်လာနေတဲ့အမျိုးသမီးတွေကရေကန်တစ်ဖက်ကနေကြည့်နေခဲ့ကြတာပါ။ဒီချိန်မှာဘူမိကသူ့ဘဝစာလေးကိုရေထဲပစ်ချလိုက်ပါတယ်။အဖြစ်ဆိုးတွေကိုဒီဘဝနဲ့အတူနှီးကောင်းချုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပါ။ဒီချိန်မှာပဲရေကန်တစ်ဖက်ကျန်းကအမျိုးသမီးတွေကလည်းသူတို့ရဲ့ဘဝစာတွေကိုရေကန်နဲ့ဝိုင်းချပစ်ခဲ့ကြပါတယ်။တရားရနေတဲ့ဒေါ်လီကတော့ရောင်စုံဘဝစာတွေနဲ့အတူရေထဲနှိမ့်မြုပ်သွားရင်ဇလန်လေးလည်းနှီးကောင်းချုပ်သွားပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။